မင်္ဂလာပါဒီနေ့တော့ mastering day 2ပေါ့နော် free mastering day 2ဒီနေ့ရတဲ့ track လေးကကျွန်တော်သူလောက်ထားတဲ့ဟာပေါ့နောက်ပြီးသူလောက်ခဲ့တာလဲကြာပြီတဲ့အဲ့ဒါလေးကိုနည်းနည်းနားထောင်ပြီးတော့ပြပြင်တဲ့တာပြပြင်ဖို့တက်နိုင်ဆုံးလုပ်ပေးပါဆိုလို့ကျွန်တော်လက်ခံလိုက်တယ်ကျွန်တော်နားထောင်ပြီးတဲ့အခါကျဘာတွေ့လဲဆိုတော့သူကအဲ့ဒီ drum တန်တွေကကျဲတယ်နောက်ပြီးတော့vocal တန်ကလည်းကျဲတယ်ပေါ့နော်bass တန်ကတော့ထားလိုက်တယ် bass တန်ကတော့သွင်းထားတာတိတ်လည်းမကောင်းတိတ်လည်းမပီတာဘူးသူကနောက်ကဒါမဲ့ bass တန်ရှိတယ်ဆိုတဲ့ဟာလေးတော့ဟိုကြားတယ်ဘာမှမလုပ်တော့ bass ဆိုတော့ကျွန်တော်စဉ်းစားရလေဒီ logic မှာအဲ့ဒီ stem splitting processor ဆိုတဲ့ဟာလေးရှိတယ်လွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကသူတို့ထွက်လာတာဟို mixing traditional mixing လေးမှာဒီ technique လေးကဟိုများသောအားဖြင့်မသုံးဘူးပေါ့နော်ဒါမဲ့ကျွန်တော်သုံးပြမယ်ဒီဟာလေးကသူ phase cancellation ကိုသုံးချပြီးတော့ဘယ်လိုလုပ်လဲဆိုတော့ပေါ့နော်ဆိုတော့ဒီသူပေးတဲ့mix track လေးကိုလည်းကျွန်တော်အဲ့လိုပဲအသုံးပြုသွားမယ်ပေါ့နော်လောက်တော့လုပ်ပြီးသွားပြီဒီဟာဒါပေမဲ့ကျွန်တော်ဒီ tutorial လေးကိုနည်းနည်းပြချင်လို့เนาะဒီဟာလေးက traditional mixing ပုံစံမဟုတ်ဘူး so အခုပြမယ်เนาะ okay ဒီမှာတွေ့မှာပေါ့ဒါသူပေးတဲ့ track နားထောင်မယ်ဆိုလို့ရှင်ချမ်းမြေလုံးဒီနကေငါလေးတယောက်တည်းစင်ဆိုရင်နဲ့အဖေရံ so vocal က reverb တွေပါတယ်ဆိုတော့မလို့ပေါ့နော် reverb မလို့ဒါမဲ့ drum ကသူကဟိုနေ့ sample တုံးထားတဲ့အတွက်ဟိုဒီ compressor တွေမတုံးအောင်ဆိုတော့ရိုက်တဲ့အချိန်မှာသူကရမ်းဟိုအထက်ကရမ်းများတယ်ပြီးဟိုနေပေါ့နော်ဒီ converter overload ဖြစ်နေ0သူသွားထိဆိုတော့ဒီ drum တန်လေးကြီးနားထောင်ကြည့်အဲ club တန်လည်းတော့ကျဲပေါ့နော်နေကောင်းရဲ့လာလို့တောင်းလေမေးချင်နေနောက်ပြီးတော့သူကျဲတဲ့နေရာတွေရှိတယ်ရမ်းကျဲနေအမေရဲ့မြတ်တာနဲ့ဒီတိုင်းရဲ့လေမကျွန်တော်လည်းကြိုးစားလို့နေတာ overload ဖြစ်နေအောင်နင်းတော့သိရမလားhalf dB လောက်ကျော်နေပြီဆိုတော့တချို့ converter တွေဆိုလို့ရှိရင်sound card တွေဆိုလို့ရှိရင်ဒီ distortion တန်တွေကြားရမယ် left click ပြီးလို့ရှိရင် processing ကိုသွားပြီးတော့ stem splitter တွေရှိတယ် stem splitter ကိုသွားပြီးလို့ရှိရင်ဒီမှာကိုယ်ရွေးလို့ရအဲ့ဒီအထက်ကနေမှာဘာဆွဲထုတ်မလဲပေါ့ဒီvocal ဆွဲထုတ်မယ် drum ဆွဲထုတ်မယ် bass ထုတ်မယ် guitar ထုတ်မယ် piano ထုတ်မယ်ပေါ့ဆိုတော့ကျွန်တော်ကဘာထုတ်လဲဆိုတော့သူ့ vocal ကိုနည်းနည်း short ခြင်းနဲ့ drum ကိုနည်းနည်း reverb ထည့်ခြင်းနဲ့ bass ကတော့ကျွန်တော်ထားလိုက်တယ်တခြားတွေတော့ကျွန်တော်မထုတ်တော့ဘူးဆိုတော့ကျွန်တော်ပုံစံဒီလိုပေါ့နော် vocal ထုတ်မယ် drum ထုတ်မယ် bass ကိုမထုတ်ဘူးပြီးတော့ piano မထုတ်ဘူးဟဲ့လားဆိုတော့ဒီ3 line ပဲဒီ mix ရနေဆွဲထုတ်လိုက်တယ်ဆို apply လုပ်တဲ့ခါကျရင်သူက3 line ထွက်လာတာပေါ့နော်ဆိုတော့ကျွန်တော်ပြမယ် apply လုပ်လိုက်မယ်processing လုပ်မယ်ဆိုတော့ဒီမှာသူကဟိုနေမနော်ထွက်လာပြီဒီကဟလာဒါဆိုရှင် vocal တက်ထွက်လာတယ်ကျွန်တော်ပြပါမယ်ဆိုသူ vocal တက်ထွက်လာတယ် PM ရတဲ့ပုံလေးပြန်လဲကြည့်နေ so mix ရကနေဆွဲထုတ်လိုက်တာပေါ့နော်ပြီးတော့ဒီက drum shaker တို့ clap တို့ဒီ drum ပေါ့နော်သူ့အုပ်စုထွက်လာတယ်ပြီးလို့ရှင်ဒီ guitar လေးထွက်လာမယ်
အဲ့ဒါ okay အဲ့ဒါကိုကျွန်တော်ကဒါလည်းကျွန်တော်လုပ်ပြီးသားတယ်ဆိုတော့ရှိတယ်ကျွန်တော် and high လုပ်လိုက်မယ် and high all track ဒါလည်းကျွန်တော်လုပ်ထားတဲ့ဟာတွေပေါ့နော် vocal ကိုကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ဒီ gain plugin လေးပေါ့ဒီဟိုနေရပဲ logic ကပဲ gain plugin လေးထည့်လိုက်တယ်ထည့်ပြီးတော့သူက polarity ကို reverse လုပ်ရတယ်သူ face ကို reverse လုပ်ရတာပေါ့နော် left or right ကိုအဲ့မှာဆိုတဲ့ခါကျဘယ်လိုဖြစ်သွားလဲဆိုတော့ဒီ waveform လေးကပြောင်းပြန်ဖြစ်သွားတယ် so original နဲ့သွားပြီးတော့ရှင်းမယ်ဆိုလို့ရှိရင်နားထောင်ကြည့် so သူတန်လုံးဝပျောက်သွားတာပေါ့နော်ဒီဘေးနားမှာကြားရတဲ့ဟာလေးရသူ့ရဲ့ဘယ်လိုခေါ်မလဲ reverb သုံးတာ reverb ရဲ့ effect လေးရထွက်နေတာဒါပေမဲ့လုံးဝပျောက်နေပါပေါ့အဲ့တော့ကိုကသူ့အတန်တိုးကျင်တဲ့ခါကျရင်ဒီကောင်တော်တော်တိုးသွားပြီဆိုတော့ဒီကောင် short လိုက်လို့ရှိရင်ဒီ track ကိုနော်ဒီသူ split လုပ်ထားတဲ့ track ကို short လိုက်ရင်အတန်လေးကျဲလာတယ်အကောင်လုံးနှိမ့်လိုက်လို့ရှိရင် 100% ဒီကနေကြားတာပေါ့ဒီကောင်မပါတော့ဒါပေမဲ့ဒီကောင်က vocal ထိန်းနဲ့ volume ကိုထိန်းထားတဲ့သဘောပေါ့နော်တွန်းလေသူပြောင်းပြန်အောင်ဖြစ်နေတယ်မှာတွန်းလေ0ရောက်တာနဲ့သူပျောက်သွားတယ် reverse total reverse ဖြစ်သွားတယ်ပေါ့ဆိုတော့ကျွန်တော်က11လောက်မှချိန်ထားတယ်အဲ့လောက်မှထားတယ်ပြီးတော့ဘာလုပ်လဲဆိုတော့ drum ကိုလုပ်မှာ drum လည်းဒီတိုင်းပဲတဲ့ face reverse လုပ်ထားတယ်ပြီးတော့ EQ မှာသူကအရန်ဟိုနေခက်ကဒီ low frequency အများတဲ့အတွက်55မှာcut လုပ်ပြီးတော့ဟိုနေ12 dB octave လောက်မှထားတယ် gentle ပေါ့နော်ဆိုတော့ဟို55အောက်ဆိုရင်ကိုမကြားတော့များတော့အဖြစ်အနေတာမန်နားတွေနဲ့ဆိုရင်တိတ်ပြီးတော့မကြားတော့ဆိုတော့ကျွန်တော်များသောအားဖြင့်တော့55လောက်မှာပဲ roll off လုပ်တယ်เนาะဟိုကျွန်တော်လုပ်တဲ့သချင်းတွေကများသောအားဖြင့် rock တို့country တို့တည်ရမှာအဲ့လေးဆိုတော့အရန် low frequency တွေမလို့ reverse phase လောက်ထားတဲ့အတွက် fader ပြောင်းပြန်လို့ဖြစ်နေပြီးသူ့ main နဲ့ against ပေါ့နော်ဆိုတော့တွန်းလေ drum band တိုးသွားလေခရီးလောက်မှထားတော့နော်နောက်တစ်ခုကကြာပါဆိုဒီ drum အတန်ကိုပဲကျွန်တော်ထပ်ပြီးတော့ခါပြီးလုပ်တယ်ဘာလို့လဲဆိုတော့ drum တော့ compress လုပ်မယ် parallel compression လို့ပေါ့နော်ဆိုတော့ဒီ track ကသူ့မိတ်တူပေါ့ဟုတ်လား compression drum compression မှာဘာထားလဲဆို1176ဟဲ့လား1176ကိုသူပဲနားထောင်မယ်ဆိုရင်ဆိုတော့ attack က fast attack ပေါ့နော် release ရတယ် fast release ဆိုတော့ဘာအတန်ဖြစ်မလဲဆိုတော့သူကအခန်းတန်ပုံစံပေါ့တောင်ဟိန်းထွက်သွားတာဒီမှာ reverb လေးသွားတယ် reverb ပိတ်လိုက်မယ်နော်အ6တောင်မှသူကသူ explosion တန်လေးထွက်နောက်ပြီးတော့ဒီ high pass filter လေးကိုနည်းနည်းလေးတင်တာပါဒီကဒါဒီလောက်ဒီကဆို normal ပေါ့နော်ကျွန်တော်အောက်ကဟာတွေကိုတိတ် compress မလုပ်နဲ့ဆိုပြီးပြောထားတယ်သူနော်ဆိုအဲ့လောက်ဖြစ်နေဆိုသူတို့ပေါင်းလိုက်တဲ့ခါကျရင်
so ဒီကောင်ကဒီ channel က parallel compression ဒီကောင်ကကြတော့ drum အတန်ကို original drum ကိုတိုးလိုက်တာနော်ဒီ vocal အတိုင်းပေါ့ vocal track လိုက်အတိုင်းပဲကျွန်တော်ထုတ်ပြီးတော့ vocal ကို overall vocal အတန်ကိုနှိမ့်လို့ရတာပေါ့ဆိုတော့ဒါပါပဲကျွန်တော်ပြောချင်တဲ့ဟာလေးကဒီဟာလေးက conventional ရိုးရိုးဟာလာ mixing နဲ့မတူဒါ mixing သဘောပဲဒါမဲ့ကျွန်တော် mastering လုပ်နေတဲ့အတွက် mastering လုပ်တဲ့အတွက်stereo track ရတယ်ဒါမဲ့ stereo track မှာအခု logic ကပေးတဲ့ဒီ stem splitter လေးကိုအသုံးချပြီးတော့ vocal အတန်းကျယ်လို့ရှိရင် vocal အတန်းကိုလှမ်းပြီးထိန်းလို့ရတယ်ဟလာ bass ကျယ်လို့ရှိရင်လည်း bass ကိုလှမ်းပြီးထိန်းလို့ရတယ်ဒါမှမဟုတ်ရှင်ဘာပဲဖြစ်ပါနော် instrument guitar အတန်းလေးဆိုလဲလှမ်းပြီးတော့တိုးလို့ရတာပေါ့နော်ပြီးလို့ရှိရင်အဲ့မှာကိုကနောက်ထပ် duplicate လုပ်ပြီးတော့အဲ့ဒါကို compress လုပ်မယ်ဟလာဟို file တစ်ခုလုံးတော့ compress လုပ်လို့မရဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီကို control နိုင်တဲ့ဟာလေးတွေပေါ့နော်100% တော့မဟုတ်ပါဘူး75% တော့ကိုပြီးလှမ်းပြီးတော့ control လုပ်လို့ရတာပေါ့နော်တချို့ပေးတဲ့ track တွေဆိုအရင်တော့ဆိုရင် mastering လုပ်တဲ့ခါကျရင်ဟာမင်းဟာဒီအရန်ကျယ်လွန်းနေပြန် mix လုပ်ပေးပါဆိုသူတို့အနေနဲ့ကပြန်လုပ်ရတာrecording session တွေကဒါမှမဟုတ် mixing session ပေါ့နော် remix လုပ်တဲ့အချိန်တွေက studio ပြန်သွားရတယ်ပတ်စံထပ်ကုန်တယ်အချိန်တွေပိုကုန်တယ်ပေါ့နော်အခုဒီ stem splitter လေးရှိတဲ့အတွက်ဟာအရန်ကိုတက်တာသွားတယ်mastering process မှာပဲဆွဲထုတ်ပြီးတော့ပြန်ပြင်လို့ရတဲ့သဘောလေးဖြစ်သွားတာပေါ့နော်ဒီ stem splitter လေးကိုတခါမသုံးဘူးကြားတော့ကြားနေတယ်ပေါ့နော်အဲ stem တွေဆွဲထုတ်လို့ရတယ်ဆိုတဲ့အကြောင်းအဲ့ဒါပါပဲကျွန်တော်ကတော့အဲ့ဒါလေးကိုဟိုနဲ့ထူးထူးဆန်းဆန်းလေးပေါ့နော်အဲ့ဒါဟိုတခြားဟို mixing tutorial လေးနဲ့လည်းမတူဘူးလေအဲ့လိုပြချင်လို့ပါ okay မေးစရာရှိလို့ရှိရင်ကျွန်တော်ကို Facebook မှာလည်းမေးလို့ရပါတယ်YouTube မှာလည်း comment ချပြီးတော့မေးပါကျွန်တော်တက်နိုင်ဆုံးဖြေပေးပါမယ်เนาะကျွန်တော် channel လေးကိုကြိုက်လို့ရှိရင် like and subscribe လေးတော့လုပ်ပေးပါကျေးဇူးတင်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ